အားလုံးပဲမင်္ဂလာပါဒီနေ့မှာကိုအောင်ကိုဂျေစီကနေပြီးတော့လက်ဆောင်လေးတစ်ခုပေးဖို့အစီအစဉ်ထားတာဖြစ်ပါတယ်ခင်ဗျာပြောပြပါဦးဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဒီကလေးအောင်ကိုအတွက်ဆိုပြီးမှပြည်သက်တွေအားလုံးလည်းနားရည်ပြီးဖြစ်တဲ့ချင်းလေးတစ်ပုဒ်เนาะဒါဒီဆိုနေကြပုံစံတဲ့ပုံမှန်ရင်ခုပြောရှေ့အောင်ဆိုပြီးမှလေးလင်းချင်းလမ်းမများဆိုတဲ့ချင်းကိုပေးစရာကိုမြမောင်စီကနေပြီးမှခွင့်ပြုချက်တရားဝင်ခွင့်ပြုချက်တောင်းပြီးမှဒီလေးအောင်ကိုအတွက်လက်ဆောင်ဖြစ်အထူးလက်ဆောင်ဖြစ်လာရောက်ပေးရခြင်းဖြစ်ပါတယ်ကဲဝမ်းသာရောက်နေပြောပြပါဦးဟုတ်ကဲ့ကျွန်တော်ကတော့ဒီချင်းလေးကိုအရင်ကတည်းကလည်းကျွန်တော်ကြိုက်နေသက်လို့ဒီကျွန်တော်ရဲ့အရင် like တွေမှာလည်းကျွန်တော်ဆိုပြဖို့ပါတယ်ဒါကြောင့်အခုလိုပေးတာကျွန်တော်မပြောမပြတ်တတ်အောင်ကိုကျွန်တော်အရင်ဝတ်တာပါတယ်လို့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်ဒုတိယကတော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ကိုကူညီပံ့ပိုးပေးနေတဲ့အကိုတွေအားလုံးနဲ့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုဂျေစီကသူတချင်းဆိုတာတွေကို line ပေါ်မှာမကြားဘူးတော့ဟုတ်တယ်အပြင်မှာကြားစင်လားဆိုပြရင်တော့နားထောင်ကြည့်ပါပေါ့ဆိုပြမလားဟုတ်ကဲ့ဆိုပြပါမယ်ဟုတ်ကဲ့ကဲအဲ့လုပ်တယ်ဆိုပြအောင်မ
ကဲ အခုကဘယ်လိုလဲအခုကသူ့ကို surprise လက်တိုက်တယ်သူကအခုပြန်ပြီး surprise တိုက်တယ် အဲ့လိုဖြစ်နေ ဒါအခုကိုယ့်အရှိမလက်တွေ့ဆိုပြနေလို့ကသူဆိုရလို့တော့ထင်မှာမဟုတ်ဘူးဒါအခုလက်တွေ့ကြကြဖြစ်သွားလို့တော်တော်ကောင်းပါတယ် အရင်တော့ကအလိုလမ်းဒီမှာရှောက်သွားပြီဆိုတာနဲ့အခုလိုမျိုး official ဆိုရတာနဲ့ကြတော့ကိုအောင်ကိုဘယ်လိုခံစားရလဲ ဟုတ်ကဲ့ခန်းစားချက်ကတော့ကျွန်တော်အခုအရင်တော့ဆိုတဲ့ပုံစံကတော့ကျွန်တော်ဒီအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တင်ငင်ရပါတယ်ဒီလူတိုင်းကိုလည်းဟိုမျက်နှာငယ်ဆိုပြီးဆက်ဆံနေရတဲ့ဒီအနေထားနဲ့ကျွန်တော်ဆိုခဲ့ရတာပါခင်ဗျအခုလိုပုံစံမျိုးမှာကျွန်တော်ကိုဒီမှာကျွန်တော်ဆိုခွင့်ရတဲ့အပြင်ဟိုမှာဒီအကိုကကျွန်တော်တို့ရှင်းလေးဖို့ဝယ်ပေးလိုက်တယ်ဆိုတော့ခါမှာကျွန်တော်လုံးဝကျွန်တော်တို့မျှော်လင့်ထားတဲ့ကိစ္စရလေးတခုဖြစ်ပြီးတော့မှဒီကျွန်တော်တို့ဒီလမ်းကြောင်းတစ်နေရာကိုရဖို့အတွက်ကျွန်တော်ဒီလမ်းစာလေးတခုတွေ့သလိုပါပဲလို့ကျွန်တော်ခံစားရပါတယ်ဟုတ်ကဲ့ ဒီညီလေးအောင်ကိုအားပေးကြတဲ့ပြည်သက်တွေပေါ့နော်ဒါဒီတချင်းကိုသူတရားဝင်ဆိုခွင့်ရတာပါပြီဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့ဟိုပြအောင်ပေါ့နော်နောက်ပြီးညီလေးကိုလည်းဒီရဲ့ဥစ္စာကဒီရဲ့တရားဝင်သုံးပြုခွင့်မှာနော်တရားဝင်သုံးပြုခွင့်ကိုညီလေးကိုယ်တိုင်ဒါအလေးထားလို့ရပါတယ် ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဟိုခုလိုဟိုဟာကိုညီပြီးတော့ကျွန်တော်တို့ပတ်မိုးပေးရတော့လည်းဟုတ် ကျေးဇူးပါ ဟုတ်ကဲ့ကျေးဇူးပါ